asset တွေကိုဝယ်ယူပြီးတော့စာရင်းမသွင်းဘူးဆိုရင် audit ပိုင်းမှာပြဿနာရှိနိုင်ပါတယ်။ account တစ်ယောက်ဆိုလို့ရှိရင်တော့ fixed asset management အပိုင်းကိုမဖြစ်မနေတည်ထားသင့်ပါတယ်။ဒါမို့ fixed asset SOP 5ခုကိုပြပေးမယ်နော်။အရင်ဦးဆုံးပစ္စည်းဝယ်ယူခြင်းအပိုင်းမှာဆိုရင်လိုအပ်ချက်အရပစ္စည်းတွေကိုဝယ်ယူကြတဲ့အခါမှာအတည်ပြုချက်ရယူပြီးတော့ဝယ်ယူကြမယ်။စာရင်းသွင်းခြင်းအပိုင်းမှာဆိုရင်တော့ကိုဝယ်ယူပြီးတဲ့ fixed asset တွေကို assets register မှာစာရင်းသွင်းပြီးတော့ assets code သတ်မှတ်ပေးရမယ်အပိုင်းမှာ invoice နဲ့ supporting document တွေကိုပြည့်စုံစွာသိရှိပေးထားရမှာပါ။အသုံးပြုခြင်းနဲ့ထိန်းသိမ်းခြင်းအပိုင်းမှာဆိုလို့ရှိရင်တော့အသုံးပြုဖို့အတွက်လိုအပ်တဲ့ဌာနကိုလွှဲပြောင်းပေးပြီးတော့ပြုပြင်ထိန်းသိမ်းမှုမှတ်တမ်းတွေကိုစနစ်တကျထားရှိပေးရမှာဖြစ်ပါတယ်။ပစ္စည်းစစ်ဆေးခြင်းအပိုင်းမှာဆိုရင်တော့ fixed assets တွေကိုပုံမှန်စစ်ဆေးပြီးတော့စည်ရင်းနဲ့အပြင်မှာ medical ရှိတဲ့ပစ္စည်းနဲ့ကိုက်ညီမှုရှိမရှိဆိုတာကိုအတည်ပြုပေးရမှာဖြစ်ပါတယ်။ဖျက်သိမ်းခြင်းဒါမှမဟုတ်ရောင်းချခြင်းဆိုတဲ့အပိုင်းမှာဆိုရင်တော့အသုံးမပြုတော့တဲ့ asset တွေကို approval ရယူပြီးတော့ရောင်းချခြင်းဒါမှမဟုတ်ဖျက်သိမ်းခြင်းကိုစည်ရင်းသွင်းပေးရမှာပါ။ fixed assets တွေကိုဝယ်ယူထားရုံတင်နဲ့မပြီးသေးပါဘူး။စည်ရင်းသွင်းခြင်းထိန်းသိမ်းခြင်းနဲ့ပုံမှန်စစ်ဆေးခြင်းကသာလျှင်ကုမ္ပဏီရဲ့ပိုင်ဆိုင်မှုတွေကိုကာကွယ်ပေးနိုင်တာပါ။